အကုန်လုံးရှိတယ်ကျွန်တော်တို့ရဲ့လိုချင်တာအကုန်လုံးရှိတယ်ချင်းမချင်းတော့ကျမ်းမာခြင်းညီသက်ခြင်းဝမ်းမြောက်ခြင်းကြွေဝပြည့်စုံခြင်းအောင်မြင်ခြင်းအားလုံးရှိပါတယ်နော်ကျွန်တော်ဖြစ်ပြလိုက်တဲ့ခုကျွန်တော်ပြောပြတယ်ကျွန်တော်ထိုင်းနိုင်ငံမှာနေတော့အမျိုးသမီးတယောက်နဲ့တွေ့ပါတယ်အဲ့ဒီအမျိုးသမီးလေးကကိုရီးယားကမိသားစုဆွေးမှာလှုပ်တယ်ကွာကိုရီးယားမိသားစုကမရှင်မိသားစုဆိုတော့အဲ့ဒီမျိုးသမီးလေးခရီးရမယ်ခရီးရဖြစ်နေတော့သူကအဲ့ဒီကိုရီးယားမိသားစုကသူလုပ်တဲ့အလုပ်ရှင်ကိုသူ့မိသားစုကိုသဘောထားတော့သူလုပ်ခဲ့တဲ့အခါမှာအဲ့ဒီမိသားစုကအဲ့ဒီမျိုးသမီးလေးအရန်ခင်တော့သူတို့ကိုရီးယားပြန်လဲသူခေါ်တော့တနေ့ကိုရီးယားမှာတနေ့တော့လည်းအသေးတော်လေးတစ်ခုသွားကြတယ်သွားကြတဲ့အခါမှာအသေးတော်လေးအကြီးကြီးမဟုတ်ပါဘူးနော်တဲ့ရမသိပါဘူးနော်လူ50လောက်ပဲရှိပါတယ်press one ချက်စားဘယ်လောက်ကြာ2နာရီကြာတဲ့ press one ချက်တရားဟောတာ2နာရီပဲကြာ press one ချက်2နာရီကြာအဲ့ဒီ2နာရီအတွင်းမှာဘာဖြစ်လဲဆိုတော့ရှင်းမနေနဲ့ငိုတန်ထွက်လာတယ်ငိုတန်တွေထွက်လာတယ်သူမျက်လုံးပွင့်ကြည့်လိုက်တဲ့အခါမှာတောလေးနဲ့လူတွေတောလေးကထားပြီးလမ်းလျှောက်နေကြတယ်အဲ့ဒီမျိုးမင်းကျွန်တော်ပြောပြတာကျွန်မတစ်ခါမှမကြုံဘူးလေဘာဖြစ်လို့လဲဆိုတော့သူကနှစ်ချင်းအတင်းတော့ဆိုတော့ကျွန်မဒါမျိုးတစ်ခါမှမကြုံဘူးလေဒါမှသူသွားတဲ့အတင်းတော်ကဝိညာဉ်တော်အတင်းတော်အားရပါရချီးမွမ်းတဲ့အတင်းတော်ဖြစ်နေတဲ့အခါမှာချီးမွမ်းနေတဲ့အချိန်မှာပဲအနာရောဂါတွေပြောက်ပြီးတော့ငိုတဲ့လူကငိုတောလေးနဲ့လာတဲ့လူကတောလေးတိပြီးတော့လမ်းလျှောက်နေတယ်ငိုပြီးတော့ဘုရားရှင်ဝိညာဉ်တော်အလွတ်လွတ်တာသူတွေ့လာတဲ့အခါမှာသူပြောတယ်ကျွန်မတစ်ချိန်တော့ကျွန်မဒီအတင်းတော်ရဲ့ဂိုင်းကနာအထဲမှာနေခဲ့တဲ့အတွက်ကြောင့်ဘာမှမသိခဲ့ဘူးဝိညာဉ်တော်ရဲ့လှုပ်ရှားမှုဘာမှမသိခဲ့ဘူးအဲ့ဒီကိုရီးယားရောက်သွားတဲ့အခါမှာပြန်လာတဲ့အခါမှာသူ့အသက်တာကလုံးဝပြောင်းလဲသွားတယ်ဘယ်နေရာမှာတော့ဟာလေလုယာဝိညာဉ်တော်ပဲသူမြင်တဲ့ချီးမွမ်းဝိညာဉ်တော်ဖိတ်ဖို့တဲ့ဝိညာဉ်နဲ့သွားတဲ့အခါမှာသူ့ရဲ့အသက်တာမှာဘယ်နေရာမှာတော့ဝမ်းမြောက်ခြင်းညီသက်ခြင်းကျမ်းမာခြင်းအောင်မြင်ခြင်းအဲ့ဒါနဲ့လည်းသွားမယ်ဒီကနေ့ကျွန်တော်ချီးမွမ်းခြင်းရှိတဲ့နေရာမှာဝိညာဉ်ဖရားအလုပ်လုပ်ပါတယ်ချီးမွမ်းခြင်းနောက်မှာဝိညာဉ်ဖရားကကောင်းကြီးပေးဖို့စောင့်နေပါတယ်ကျွန်တော်တို့ကိုယ်ဝရဖရားဝိညာဉ်ဖရားဖြစ်တယ်နော်တန်ရှင်းသောဝိညာဉ်တော်ကာလဖြစ်တယ်ကျေးဇူးတော်ကာလဖြစ်တယ်ဒီကာလမှာတန်ရှင်းသောဝိညာဉ်တော်ကိုလက်မခံရင်တန်ရှင်းသောဝိညာဉ်တော်ကိုအားကိုးရင်ကျွန်တော်တို့ဘာမှဖြစ်မလာဘူးတန်ရှင်းသောဝိညာဉ်တော်အလုပ်လို့ရှိရင်များများချီးမွမ်းပါဘုရားရှင်လက်တော်ကကျွန်တော်အပေါ်မှာရှိနေတယ်ရှားဖို့အစင်နေတယ်နော်အဲ့ဒါကျွန်တော်ကျန်တာလေးတစ်ပိုက်ဖတ်ပြီးတော့နော်ကျွန်တော်ပါပေးပြရအောင်နော်ကျွန်တော်အစီအစဉ်တော့မဟုတ်ပါဘူးနော်တရားတော်ကိုပြောတော့ဆလာကံငယ်တိကလေးနော်ဒီမှာလေးတိပိုက်ပြပါတယ်။အိုငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလို့ငါရဲ့အထဲမှာရှိသမျှတို့တန်ရှင်းသောနာမတော်ကိုကောင်းချီးပေးကြလို့အိုငါဝိညာဉ်ထာဝရဘုရားကိုကောင်းချီးပေးလို့ကျေးဇူးတော်ကောင်းကိုမမေ့လျော့နဲ့တင်းရဲ့အပြည့်အလုံးစုံတို့ကိုဖြေလို့ရဲ့တင်းဤအနာရောဂါရှိသမျှတို့ကိုလည်းပျောက်စေတော်မူအာမင်။ရှိမောခြင်းရှိရင်အမြဲတမ်းလမ်းဆက်နေတယ်။အမြဲတမ်းကျမ်းမာနော်ဘာယောဂမှမရှိစေရဘူးဘုရားရှင်အဲ့လိုကောင်းတဲ့ဘုရားဖြစ်တယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့နောက်နေ့ရလဲအားရပါရချီးမွမ်းခြင်းနဲ့ကျွန်တော်တို့အထူးသွားကြရအောင်နော်ဒီကနေ့ကျွန်တော်တို့နော်မိတ်ဆက်ရှိအစီအစဉ်ခဏလောက်သွားကြရအောင်အားလုံးအဝေးရလာတဲ့လူတွေရှိတယ်ဒီမျိုးအားလည်းရှိတယ်လူမျိုးချင်းလည်းမတူပါဘူးဂိုင်းသားချင်းလည်းမတူပါဘူးဒါပေမဲ့ကျွန်တော်တို့ဒီနေရာမှာလာဆုံးတော့ဝိညာဉ်တစ်လုံးထဲမှာလာဆုံးနေတာလာဆုံးတာဖြစ်တဲ့အတွက်ကြောင့်အားလုံးဘုရားရှင်ပို့ဆောင်မှာဖြစ်ပါတယ်ဘုရားရှင်မပို့ဆောင်မရောက်ပါဘူးဘုရားရှင်ပို့ဆောင်လို့ရောက်လာဖြစ်တယ်ဒါကြောင့်ကျွန်တော်တရားမတရား message ကြအောင်အားလုံးနော်ကျွန်တော်ကလည်း message ပေးပါမယ်ကျွန်တော်နာမည်ကျော်ဆန်းလို့ခေါ်ပါတယ်ကျွန်တော်ရခိုင်မျိုးဖြစ်ပါတယ်အခုဒိမန်နိုင်ငံမှာရခိုင်3ယောက်ဖြစ်လာပြီခရစ်ရခိုင်3ယောက်ဖြစ်လာပြီနောက်ဆုံးအကောင်လုံးရခိုင်နဲ့အကောင်လုံးခရစ်ဖြစ်တယ်အာမင်နော်ကျွန်တော်
မှာဇနီးတဲ့တယောက်ရှိပါတယ်ကျွန်တော်ဇနီးကကရင်လူဖြစ်တယ်ကျွန်တော်မှာသားတယောက်ရှိတယ်သမီးတယောက်ရှိပါတယ်တော့သူကမရောက်သေးပါဘူးအားလုံးမင်္ဂလာပါကျွန်တော်နာမည်တော့တက်စင်ဖြစ်ပါတယ်ဟိုကတော့ကျွန်တော်ဇနီးတဲ့သူကတော့မမှုရဆိုပါကျွန်တော်တို့ဒီမှာရောက်တော့3နှစ်ပဲရှိပါပြီကျွန်တော်တို့ရှဲလန်ဘက်ချမ်းမှာကလမောဆိုတဲ့မြို့မှာနေပါတယ်ကျွန်တော်မှာသားလေး2ယောက်နဲ့သမီး1ယောက်ရှိတယ်သူတို့သားလေးကဟင်ရီမာကုစ်နဲ့သမီးလေးနာမည်ကရေဘက်ကာဖြစ်ပါတယ်အားလုံးပြရတာဝမ်းသာပါတယ်ခေတ္တနံပါတ်နဲ့အားလုံးကောင်းချီးပေးပါစေဒီကနေစားတော့ဘာဒီကိုမနော်သူမဆက်ပေးခါမှာဟုတ်ပြီနာမည်ဒီနဲ့မင်္ဂလာပါDet bedste af mig, der sidder derovre. Vi kommer fra Lukas på Langeland, på Nordlangeland. Og vi har en ting til fælles, den af mig. Det er Guds helligånd brænder i vores bryst. Når vi går i seng om aftenen, så brænder mit hjerte, hele kroppen brænder af Guds nærvær. Og sige Guds nærvær. John? Er der ikke en, der kan oversætte? Mimiပြန်ပေးလိုက် Okay. Det vil sige, det I oplever her i dag, hvor John lider lovsangen, det er begyndelsen til, at Guds herlighed kommer ind. John, vil du komme her? Jeg er lidt handicap, jeg er ikke så god til at bevise. Jeg siger, vores bedste ven, det er den hellige ånd. Når vi går i seng om aftenen, så brænder vores krop af Guds nærvær. Det at få lov at være i Guds nærvær er begyndelsen til livet. Der er stunder, hvor du ikke aner, hvad du skal sige, eller hvad du skal gøre. Du kan sætte dig i din stol og sige, Helligånd, ja. Så kommer den Helligånd og giver mig fred. Og Herren siger, Svend Åge, det er den højeste form for tilbedelse, når du bare lader mig tale til dig. Altså den højeste form for tilbedelse, når jeg er stille. Jeg er stille. Gud vil tale til dig, til mig. Du får livskraften på ny. Det, jeg har oplevet her i eftermiddag, er starten på noget
fantastisk. ကျွန်တော်အနေနဲ့ဒီမှာစတယ်ချင်းဝင်ချင်းစတယ်ကျွန်တော်ခံစားမိတယ်ရန်ကောင်း fantastic ပါရန်ကောင်းကျွန်တော်ခံစားမိတယ် I er gode til at tilbede Herren. ဒီမှာရှိတဲ့ညီကိုဘာမှရဘူးပြုဖို့ကို Når I tilbeder, så bliver ved at tilbede til Herrens herlighed falder. ဆက်လက်ပြီးတော့ချီးမွမ်းပါဆက်လက်ပြီးတော့ကိုးကွယ်ပါဘုရားရှင်ရဲ့ချစ်ခြင်းမြတ်တာကိုတင်လို့ပေါ်မှာဆင်းသက်ပါအာမင် Og Herren siger til jer lige nu, ရောက်စီတိုင်းခုပြောနေပါလေဘုရားရှင်က de ting, som du ikke gør noget ved, de ting, som du ikke gør noget ved, ဖြစ်နေတဲ့ဟာတွေရှိနေရင်ဆိုင်နေရတဲ့ဟာတွေခက်ခဲပဲနေလို့လုံးလို့မရတဲ့ဟာတွေ gør noget ved dig. ဘုရားရှင်လုပ်တယ် Jesus sagde ယေရှုကပြောတာက til Peter, ဖိတာကိုပြောတာ jeg giver dig himlens nøgler ဖိတာနော်ပေထရုကိုပေးတာ til at binde og løse. ကောင်းကင်နိုင်ငံတော်တကားတော့ကိုအပ်တယ် Blandt de store løfter, Gud har givet os. Løfter, som Gud har givet os. ဘုရားရှင်တင်တော့ပေးရတဲ့အတိုင်းချင်းရောက် I Matthæus, kapitel 17, vers 17. မသေးဘူးဆိုတော့ဆိုရှင်မတ်တဲ့ခန်းကြီးစခုနဲ့ကြည့်ရအောင် Der står, at når 2 og 3 er samlet နှစ်ယောက်သုံးယောက်ရဲ့ကိုယ်နဲ့ပါတဲ့ i mit navn, အဲ့ဒီနာမကိုပြုပြီးတော့ så vil jeg være til stede. ကျွန်တော်လည်းရှိ Der er kraft i jeres bønner. လို့ဆုတောင်းခြင်းကို Da Samuel fik besked af Herren at bygge templet, hvad sagde Gud til ham? Han sagde, Samuel skulle bygge templet. ဆမူလာကိုပြောတယ်ပြိမန်ကိုတိဆောက်တယ် Hvis du ydmyger dig, ydmyger, ကိုကိုယ်တယ် ja, ပါရှင်ကိုကိုယ်တယ် og vender om, ja, vender om, så vil jeg læge dig og helbrede landet. ကောင်းပါလေနိုင်ငံပါလေဒီပွဲတော့ကျမ်းမာရေးပေးတာ Når I beder for Burma i dag, ဒီနေ့တို့တွေဆုတောင်းကြတယ် så ryster helvede, ဝတ်စတဲ့ så ryster den onde for jeres bønner. တို့ဆုတောင်းခြင်းရဲ့တကူတို့ပြောမယ်ကြားတဲ့ကူနဲ့အလုပ်လုပ်တာဝတ်စတဲ့တော့ခါသွားတယ်ဆုတောင်းခြင်း Jeg vil ønske for jer hver især, der sidder her, at vi tager mod min søsters budskab. ဆိုတော့ဒီမှာရှိတဲ့ညီကောင်မတွေကျွန်တော်ရဲ့အမတော်နော်ဆိုတော့ Min søster er sendt af den hellige ånd hertil. ဆိုတော့ဘုရားရှင်ရဲ့ဖွင့်ပြခြင်းပေါ်မှာအဒီပြောတဲ့အပေါ်မှာဘုရားဝိညာဉ်တော်ဘုရားရှင်ရှိတယ် For at give jer nogle redskaber ဆိုတော့ဒီမှာမိတ်ဟာဖွင့်ခြင်းနဲ့တူတူဘုရားရှင် til den tid, der kommer. အချိန်ရှိတဲ့အတိုင်းတော့လာတဲ့အချိန်တိုင်း Og Herren siger, ဘုရားရှင်မှာ I er det folk, der skal med til en høstning nu i den sidste tid. ဒီမှာရှိတဲ့ညီကောင်မတွေပြည့်စုံတာရှေ့ဘက်ကိုသွားပြီးတော့ I har måtte lide mange afsavn. အများကြီးလိုအပ်တဲ့နေရာတွေအများရှိတယ်ရှေ့မှာ Men aldrig har I manglet Herren. ဘုရားရှင်ရှိကအမြဲတမ်းလိုအပ်မှုရှိစေရအမြဲတမ်းရှိတယ် Alt kan blive taget fra os. Alt kan blive taget fra os. Alt kan vi miste. Nej. Alt kan vi miste. အော်အားလုံးကဆုံးရှုံးတတ်တယ် Men Jesus siger, mig mister du ikke. ယေရှုကပြောတယ်ဆိုတော့အခြားကလည်းဆုံးရှုံးသွားဆိုတော့နောက်တော့ Hvis I siger i Johannes 3:16, den mægtige kærlighed, vi siger også den hele Bibel, de således elskede Gud verden, at den gav Jesus, ikke for at komme og slå dig, men for at frelse os. ဘုရားရှင်ကလောကကိုဆင်းသက်ကြွလာတယ်ဆိုတာကျွန်တော်တို့ရိုင်းနေပြီး
တဲ့ဝန်ထမ်းကြီးဒီဆက်ဆောင် Jeg siger tak til jeres kærlighed. Jeg siger tak, fordi jeg må være med. ကျေးဇူးတင်တယ်လို့ချစ်ချင်တဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ဒီမှာပါဝင်ခွင့်ရတယ်ကျေးဇူးတင်ပါတယ် Der brænder en ild over min søster. Der brænder helligåndens ild. ဆိုတော့တန်ရှင်တော်ဝိညာဉ်တော်မိမိအန်ဒီပေါ်မှာဆင်းသက်ကြွပါစေ Og den kommer til at brænde over jer. အရောက်စီတိုင်းရဲ့အရောက်စီတိုင်းပေါ်မှာတန်ရှင်တော်ဝိညာဉ်တော်ဆင်းသက်ပါစေ En rigtig god eftermiddag. ကောင်းတဲ့ညနေဖြစ်ပါစေ တရားတရားအဲ့ဒါနဲ့မတရားပြီးတော့မရှိဘူး။နာမည်ရဲ့နေတဲ့နေရာလေးရဲ့နောက်အချက်လေးဆိုတော့အစီအစဉ်တွေတော့တယ်နားရှိပါသေးတယ်နော် ကျွန်တော်တို့ဘလုံးပြီးကြတယ်ညမိတ်ဆက်လိုက်တယ်ပြီးတော့ဒီမှာဒီမှာတယောက်လာကျွန်တော်ကကြည့်လိုက်နော်ခဏလေးတော့ကြာမှနေလာပြီနော်ကျွန်တော်တို့အားလုံးပြီးပါတယ်ကျွန်တော်နေတာကတော့အုံးတောင်ပိုင်းမှာပေါ့နော်ဒီကနေလာလာပါပါတယ်ဇနီးတဲ့တယောက်နဲ့ကလေးတယောက်ရှိတယ်ကျွန်တော်တို့ပြီးပါတယ်နော် ဟုတ်တယ်ဒီမှာလည်းလိုက်ကြည့်လိုက်လို့သိပါတယ်ဒီမှာဒီမှာရတော့9နှစ်ရှိဘူးတော့9နှစ်ကျော်ပြီနေရာတိုင်းမှာလည်းဟိုရောက်ပါစားတော့ဆိုဟိုစစ်အမြဲပါတယ်ချင်းတော်တဲ့ပါလဲကချင်းတော်တဲ့ပါလဲကရင်တော်တဲ့ပါလဲပါနေတာပဲလေနော်ဒါပေမဲ့တိတ်ပြီးတော့ပါလာပါတယ်ကိုကိုပဲနေရာရှိလို့ရှိမှမသိဘူးလေဒါပေမဲ့အခုကကျေးဇူးတော်ကြောင့်ဖျားထားတဲ့နေရာအမှန်ကိုရပါပါပြီတကယ်ဖျားကိုချစ်တဲ့လူမျိုးမရွေးပဲပေါ့နော်ဖျားကိုမချစ်ပဲနဲ့ဖျားကိုချစ်တဲ့စိတ်နဲ့စုရတဲ့ညီကိုမောင်မဓာတ်တွေထဲမှာဖျားကိုချစ်တဲ့ညီကိုမောင်မတွေထဲမှာအထူးပါရှိရတဲ့အတွက်ကြောင့်ကျွန်မအရန်ဝမ်းသာတယ်ကျေးဇူးလက်တင်တယ်ချီလက်ချီးမွန်းတယ်ကိုလည်းအရန်ပျော်ရွှင်တယ်ဝမ်းမြောက်တယ်ကျွန်မနာမည်ကတော့နန္ဒာအောင်စင်လို့ခေါ်ပါတယ်အဲ့ဒါလည်းပြောတော့ကျွန်မအမျိုးသားဖြစ်ပါတယ်ကျွန်မကတော့လမ်းကလေးလုပ်ဖက်စမှန်နေပါတယ်ကျေးဇူးတင်ပါတယ်အနေနဲ့ကြည့်ကြအရိုးတော့ဟာအနီးရဝတ်တဲ့ခါရပြီအာကြီးရှိတယ်တမီးကပေါ်မှုတဲ့ခါရပြီအာကြီးဆွဲပြီးတာတဲ့တော့ဒုက္ခသစ္စာမရှိတယ်တားနေရဆရာဒေးဗစ်ဖြစ်ပါတယ်အာကြီးကဒီမှာကတော်ရန်ဆက်အမီလီယာရှိတယ်ဆရာဒေးဗစ်ကသူ့မျိုးကြီးကတော့လေတားပြီးတော့ရှိပါတယ်နောက်အဒီသမီးကသူခလေးတယောက်ဝေးတော့သူဆုံးသွားတယ်အဲ့ဒါအားဒီအန်ဒရူးကအန်ဒရူးကဘတ်ဖလိုမှာယူအမေရိကန်မှာရှိပါတယ်ရောင်ရတဲ့ကောင်ကြီးပြပါစေကနေဒါမှာနေပါတယ်ကျွန်တော်နာမည်ကတော့အကုန်လုံးကစိတ်နေမှာပါเนาะကိုထွေးဆိုတာမလေးရှားမှာတည်တဲ့နာမည်ဒီကိုထွေးဆိုတဲ့နာမည်ကတော့မလေးရှားမှာတော့ကျွန်တော်နှစ်ချင်းခံတာပေါ့เนาะဒါပေမဲ့နာမည်ကြီးကကိုကျင်သိမ်းပါဒါပေမဲ့ကျွန်တော်ကမလေးရှားမှာနေတဲ့အချိန်မှာကျွန်တော်စာအုပ်ပျောက်သွားလို့ကျွန်တော်ကိုထွေးဆိုတဲ့ passport ကိုကင်ပြီးမှဆိုတော့ဒါကိုကျင်သိမ်းလို့လည်းပြောလို့မရဘူးကိုထွေးပဲဖြစ်တယ်ကျွန်တော်မလေးရှားမှာ KBC ဖျားကျောင်းမှာကျွန်တော်ဘာတစ်ဖျားကျောင်းမှာနှစ်ချင်းခံနေပါတယ်ကျွန်တော်မိမတော့မတ်ချင်းဖြစ်ပါတယ်သူကရှင်းမလေးပါကျွန်တော်ကတော့မြန်မာပါကျွန်တော်မှအမတားမှချောတဲ့တားနှစ်ယောက်ရှိပါတယ်နော်ရပုံနဲ့ယူဆက်လို့ခေါ်ပါတယ်ကျွန်တော်ပုံပုံမှနေပါတယ်ကျွန်တော်ကကြောင်မိုးပါကျွန်တော်ကစာတိယမစုပ်တီဒီမှာဒိမရောက်တာလာပဲရှိတယ်ကျွန်တော်ကိုနဲ့သူရောက်တော့တယ်
ယူစားတာမိနေ sorry ကျွန်တော်မိမအခုဒီမှာရှိတယ်တော်တော်လေးသူနာမည်ပိုင်မှုလို့ခေါ်တယ်တမီတယောက်ရှိတယ်တမီနာမည်တော့ဒီနာလို့ခေါ်ပါတယ်ဘိုက်ထဲမှာလည်းရှိရမကြောက်ဆက်လာတော့မှရောက်ကြတာကျေးဇူးကျေးဇူးတင်ကောင်းပါအားလုံးပါကျွန်တော်ရတော့ပါလာပါတယ်ကျွန်တော်နာမောင်လို့ခေါ်တယ်ကျွန်တော်ရခိုင်မျိုးဖြစ်တယ်ကျွန်တော်ခိကျော်ရတာမကြာသေးဘူးဗန်ခဲ့တဲ့ဟို7လပိုင်းတလားပိုင်းတရနေ့သိရှင်ခံတယ်အခုဆို6လနဲ့ဟိုရှိ6လနဲ့ခொနည်း6ရက်ရှိပေါ့အန်ဒီနဲ့ဆက်သက်လို့ရှိခံတယ်အန်ဒီလာတော့ပြောင်းရပြီကျွန်တော်အိမ်ထောင်ကြတာကျွန်တော်မိမရှင်းလူမျိုးဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကကန်တော့ကျွန်တော်ကမိသားစုတင်းတင်းလေးနဲ့မနေရဘူးကျွန်တော် store David က store family ရမိသားစုကြီးနဲ့နေရတယ်ကျွန်တော်ကသမီးနဲ့ယောက်နဲ့သားနဲ့ယောက်ရှိပါတယ်ကျွန်တော်ကျေးဇူးတင်ပါတယ်
အားလုံးမင်္ဂလာပါဆက်ဆံတော့တင်လို့တော့သူကမစ္စတာတော့မရှိတော့နာမည်ပြောလိုက်တော့မယ်ကျွန်တော်နာမည်ဘင်ဂျမင်ပမာလို့ဆိုတော့ basement ပေါ်လေအားလုံးကျေးဇူးတင်တယ်နမအော်ခက်လို့ခါပါလားတိမ်မရောက်တာ2နှစ်နဲ့2လရှိပါပြီလူခုပမာနေပါတယ်မိသားစုလည်းရှိပါသူအားလုံးလက်ခံလာမယ်လို့ပြောအမနဲ့အမေနဲ့ကတော့အိမ်မှာလည်းကြံရတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်တော့ဗန်တယ်ပြပါတယ်ဒါပေမဲ့ကျွန်တော်ကညီမရှိတယ်ဒါပေမဲ့သူကဒီမှမှဒီထိုင်ချင်းရလို့ကဲမှာပဲရှိတယ်ဒါစူတော့အားလုံးဝိုင်းပြပါပြင်းပြင်းရအောင်ဆိုသူကသူမရနိုင်ဘူးအဲ့ဒါတာရောက်ဒီဗီဒီယိုနဲ့ဒီနဲ့တဲ့ဆက်ပြီးနေတာဒီယူပါမနာမည်လိုက်ပါတယ်ဒါတရတော့လူကြီးယောက်ျားတော့ကိုယ်ခံတော့ဒီမှာရောက်တာခုနှစ်ရှိပါပြီခုနှစ်လေခုနှစ်ရှိပြီရောက်စီတိုင်းဟိုကျေးဇူးလည်းတင်တယ်အရာနဲ့ဝမ်းမြောက်တယ်အကုန်လုံးရောက်စီတိုင်းကြားနေကောင်းပြီပါစစ်တော့မမီကျမနာမည်ကမနီဖြစ်ပါတယ်ကျမနေတာဒီအော်ဒန်ဆာမနေပါတယ်ကျမမှာအမျိုးသားနဲ့အတူတူမနေဘူးဒီမှာမျိုးသားဟိုအဝေးမှာလှုပ်လှုပ်ရတယ်ဆိုတော့သူကမလာနိုင်ဘူးပေါ့ဒီမှာကျမမှာတားလေးတယောက်ရှိတယ်တားလေးနာမည်ခက်စတန်လို့ခေါ်တယ်ကျမမျိုးသားကလန်မန်းလို့ခေါ်တယ်ပေါ့နဲ့သူကမလာနိုင်ဘူးလှုပ်လှုပ်တယ်ဆိုတော့သူကျမပဲလာတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်ဘာကကျွန်တော်နာမည်တော့နမ်ချင်းပါထားလာမိမနဲ့ကွာလေးယောက်ရှိတယ်ဒီနေ့မှာပဲနေတယ်ဆယ်နာတိတယ်တရင်ချင်းမနာမည်တော့မရှိပါတယ်မမတာတာဒီပုံကြီးတာတော့ပေါ့ကြာနေတယ်အမေသွားတယ်မလာတယ်လူလို့ခေါ်ပါတယ်ဘာမှကျန်သေးလားဘာမှလူကြံလူမင်္ဂလာပါကျမနာမည်တော့တူတူလို့ခေါ်ပါတယ်။ on ဆောင်နေပါတယ်။တားလေးမချီယက်စ်နဲ့ဟိုကအမျိုးသားပါ။မိမနာမည်မိုးဆိုလို့ခေါ်ပါတယ်။အဲ့ဒီစုတင်ပါတယ်။ရောက်စမ်းရှိကောင်းပါစေ။အားလုံးဘုရားရှင်ကောင်းကြီးပေးပါစေ။အာမင်။နော်ကျွန်တော်တို့ဒီကနေ့ဒီကိုရောက်လာဘုရားရှင်ပို့ဆောင်လို့ရောက်လာဖြစ်တဲ့ကြောင့်ဘုရားရှင်ကောင်းကြီးပေးပါလို့လာတဲ့အခါနဲ့ပြန်မပြပါဘူး။ကျွန်တော်တို့ပြန်တဲ့အခါဝမ်းမြောက်ခြင်းနဲ့ကျွန်တော်တို့ပြန်ကြရအောင်။နှုတ်ပတ်တော်လည်းနှလုံးသားတကားပြထားပါကျွန်တော်တို့နှလုံးသားကိုပြိတ်မထားပါကျွန်တော်တို့နှလုံးသားကိုပြိတ်ထားတဲ့အရာတွေအများကြီးတယ်။ခိုင်းကနာဆွဲတဲ့လူမျိုးဆွဲတဲ့ဝါဒဆွဲတဲ့ရိုးရာဆွဲတဲ့ဟာနှလုံးသားကတော့ပြိတ်ထားပါအဲ့ဒါကိုဖွင့်ကြည့်လိုက်ပါတိုင်းရှင်တော်ဝိညာဉ်တော်ဘုရားဝင်ပြီးတော့ခမရတို့အလုံးလုံးပါလိမ့်မယ်နော်ရောက်စတဲ့ဘုရားရှင်ကောင်းပေးပါစေဆုံးကြုံကြတာရှိတာကျွန်တော်ပေးပါအားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ဆိုလို့ခေါ်တယ်ဒီနာမည်ပြည့်စုံအောင်ဘောပါဆိုတော့ကျွန်တော်တို့အခုတိုင်ပတ်မှာလုပ်တဲ့ပတ်မမှုဆုံးဒီကျွန်တော်တို့ရဲ့အမျိုးသမီးစီမီနာပေါ့နော်ဒီအမျိုးသမီးညီလာခံတွေကိုကျွန်တော်တို့ဒီမှာစာတမ်းလည်းထိုးရတယ်ဒီမှာအပြည့်စုံရှိတယ်ကျွန်တော်လည်းဒီပြောပြပေးချင်ပါတယ်လို့ဒီအစီအစဉ်အားလုံးနံပါတ်1အနေနဲ့တော့ကျွန်တော်တို့ဒီမှာဒီနေ့ပြပါတော့တောင်းကြလေးကိုကျွန်တော်တို့ချင်းမောချင်းကိုယ်ွယ်ချင်းနဲ့ကျွန်တော်တို့စတင်ပြီးတော့ကျွန်တော်တို့အစပြုတယ်ပြီးရင်အခုချိန်မှာတော့ညစမ်းပေးဖို့ပေါ့နော်ဒီ Bible Quiz
သူတို့ပြန်အမျိုးသမီးတွေအတွက်ဖြစ်ပါတယ်လို့အဲ့ဒါကျွန်တော်မှလည်းဒီမှာမေးခွန်းရှိပါတယ်ဒီမေးခွန်းဖြစ်နိုင်တဲ့လူလည်းဒီဟိုပါတော့ကျွန်တော်အမှားအများကြီးပြီးတဲ့အစီအစဉ်တွေရှိပါတယ်လို့ပြရတယ်ပန်းနေရတော့ကျန်းစာတင်ကြောင်းချင်းကိုကျန်းစာတင်ကြောင်းချင်းပြရတယ်ကျွန်တော်ကိုလေးလှူရှာအကစားပြရတယ်ကျွန်တော်ညစာစားဖို့အစီအစဉ်ဖြစ်တယ်ညစာစားပြရတယ်ပြီးတဲ့အချိန်မှာပဲကျွန်တော်တို့နောက်ထပ်အသက်တစ်ဖန်ဒီညနေခင်းပတ်တော့ကိုအားယူဖို့ချိန်ဖြစ်တယ်လို့ည7 နာရီလို့ကျွန်တော်တို့တတ်မှတ်ထားတယ်ဒါပေမဲ့နောက်ဆုံးကျွန်တော်တို့ညနေပိုင်းခေါ်အားပေါ့နော်ပြီးတဲ့အချိန်မှာဒါပေမဲ့7 နာရီလည်းဖြစ်မဲ့ဒီဖျားဥဆောင်မှုတိုင်းပဲကျွန်တော်တို့ဒီတဲ့နောက်ကျရင်လည်းနောက်ကျမှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့အစီအစဉ်ပြီးတဲ့အချိန်မှာပဲကျွန်တော်တို့ဒီတိုင်းမပြီးပါဘူးကျွန်တော်တို့ချင်းချင်းတယောက်နဲ့တယောက်ပို့ပြီးတော့ရင်းနှီးတိကျအောင်စကားပြောလို့ရတယ်ဒီမှာစာရေးထားတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ဝိညာဉ်ရေးအတွေ့အကြုံတွေကိုတယောက်နဲ့တယောက်ဖလှယ်လို့ရတဲ့အကြောင်းအဲ့ဒါကျွန်တော်ပြောပြတာဖြစ်တယ်ဒီဟာတောက်ကြမယ့်အစီအစဉ်ပါလို့စနေနေ့မှာကျွန်တော်မနေ့ဆန်လာပြီပေါ့နော်ကျွန်တော်တို့မနေ့ဆန်လာပြီစမယ်ကျွန်တော်တို့နှုတ်ကပတ်တော်ခေါ်အားနဲ့မနေ့ကကျွန်တော်တို့စတင်မှာဖြစ်တယ်ပြီးတော့7 နာရီမှာကျွန်တော်ကျမ်းစာပုံပြင်ပေါ့နော် Bible story တွေသင်ကြားပေးမှာဖြစ်တယ်ပြီးတော့7 နာရီနဲ့2 နာရီကျွန်တော်နေ့လည်စာစားဖို့ချိန်ဖြစ်တယ်2 နာရီနဲ့ညနေ3 နာရီကျွန်တော်အမျိုးသမီးတွေအတွက်တိတဒီဟိုပါပေါ့နော်စကယ်ရလူပွဲဂျပန်စကားပြောပြပွဲဖြစ်တယ်ပြီးတော့ညနေ3 နာရီနဲ့5 နာရီခွဲတိကျတော့မြို့သမီး talent show ဖြစ်တယ်လို့ဒါကြောင့်ဒီမှာရှိတဲ့မြို့သမီးရောက်စီတိုင်းကိုဖိတ်ခေါ်တယ်ကိုတက်ထားတဲ့လက်မှုပညာပဲဖြစ်တခုခုပေါ့နော်ကျွန်တော်တို့အားလုံးကြောင်းတဲ့ကြောင်းဝင်ငါဖက်နေပြီးတော့ကျွန်တော်တို့ပျော်ပျော်ရွှင်ရွှင်နဲ့ကျွန်တော်တို့ပြုလုပ်ပါလို့ဖြစ်ပါတယ်လို့ရောက်စီတိုင်းကိုလည်းလက်စွမ်းပြဖို့ဖိတ်ခေါ်ပါတယ်ပြီးတော့ညစာစားဖို့ချိန်ဖြစ်တယ်9 နာရီခွဲနေပြီးတော့ည9 နာရီပြီးတော့လည်းည9 နာရီနေပြီးတော့ဒီကျွန်တော်တို့ဒီနေ့တောက်ချတဲ့စီစဉ်တိုင်းပဲည7 နာရီထိကျွန်တော်တို့ခံမှန်းထားတယ်ပေါ့ဒီတော့ပတ်တော့ခေါ်အားပေးနေကျွန်တော်တို့ဝိညာဉ်ရေးအတွေ့အကြုံပြလက်ချင်း2 second ဆူတောင်းခြင်းပေါ့နော်အဲ့လိုပုံစံပြီးတော့လည်းအဲ့ဒါဒီနေ့စနေနေ့ပြည့်Sunday ကျတော့ကျွန်တော်တို့7 နာရီစမယ် Sunday ကျတော့ပုံမှန်တိုင်းပဲ7 နာရီနဲ့7 နာရီပြီးတော့7 နာရီနဲ့7 နာရီကျတက်တက်ခံခြင်းဖြစ်တယ်7 နာရီနဲ့1 နာရီကျတော့ချီမောခြင်းဝတ်ပြုပို့ဝဲခြင်းနဲ့အထူးစက္ကန့်ဆူတောင်းခြင်းပေါ့နော်အဓိကတော့မိသားစုတွေကိုမှရှိတဲ့ပြဿနာတွေဘာပဲဖြစ်ပေါ့တယောက်နဲ့တယောက်အထူးဒီမှာစက္ကန့်တင်ပြပြီးတော့ကျွန်တော်အထူးဘိတ်တိတ်ပြီးဆူတောင်းခြင်းဖြစ်တယ်လို့ပြီးတော့ကျွန်တော်တို့ဒီဆူတောင်းစက္ကန့်ပြရတယ်ကျွန်တော်နေ့လက်စာစားမယ်အခမ်းအနားရုပ်သိမ်းပြီးတော့ကျွန်တော်တို့ဒီကနေပြန်လဲထွက်ခွာမှာဖြစ်တယ်ကျွန်တော်အားလုံးအတူပါပါတော့အားလုံးကျွန်တော်တို့တွေကြောင်းနဲ့ကြောင်းကူညီအလုံးဟိုပါပေါ့လောက်အောင်ပေးရင်လည်းအားလုံးသိသိပြီးတော့ဒီကနေထွက်ခွာမှာဖြစ်တယ်အဲ့တော့ဒီ program အချင်းချင်းတော့အဲ့လောက်ပါပဲလို့ကြားရတယ်အားလုံးကတော့ကျွန်တော်တို့ဒီအားလို့ကျွန်တော်တို့ဆွဲရတယ်အန်တီရိုဒါနဲ့ကျွန်တော်တို့နဲ့တိုင်နေပြီးတော့ပေါ့ဒါပေမဲ့ဖျောင်းဥဆောင်တဲ့ကျွန်တော်တို့သွားမှာဖြစ်တယ်လို့ဒါကြောင့်အားလုံးဖျားလက်ထက်မှာရှိတယ်ကျွန်တော်တို့ဆွဲထားတဲ့အချိန်တိုင်းဖြစ်လည်းဖြစ်မယ်ကြော်လည်းကြော်မယ်ရောက်စီတိုင်းကြာရှင်းတော့ကြည့်ရစီဒီကျွန်တော်တို့ Bible quick spot တော့ဒီဟိုကျမ်းစာမေကောကိုအမျိုးသမီးများအထူးသဖြင့်ကျွန်တော် live ဝင်ပေးချင်ပါတယ်လို့အမျိုးသမီးတွေအစင်သက်ပြင်လာအောင်เนาะဒီဟာလေးတွေကိုဖြေဖို့ရောက်စီတိုင်းကျေးဇူးတင်ပါတယ်Chị
မှာမေကွန်းရဲ့အောက်မှာနော်ကကြီးဖောက်လေးကလည်းဆိုတာရှိတယ်အဲ့ဒါနိုင်တဲ့ဟာဖြစ်တယ်နော်ဒီလားအမရွေးလိုက်တယ်ခဏချက်လိုက်နောက်တစ်ခုရညာကအမချစ်ပဲဒီကောမျိုးဝိတိရန်ရောချူလီရန်မျိုးများဝလာလက်ပတ်ခဲ့ဘယ်နဲ့ပတ်လဲချာတာဖိုင်ပြီးတယ်ချာတာဖိုင်ပြီးဘူးCuma sampai tidak sampai kilo. Ini